ညာတွေရအောင်ကြိုးစားအသိပညာတက်ပညာတွေရလာလို့ရှိရင်ကြီးတဲ့အခါမှာကိုယ့်အတွက်ဒီအသိပညာအတက်ပညာတွေကပဲအေးချမ်းငြိမ်းချမ်းချမ်းသာသာနေနိုင်အောင်အထောက်အကူမပြုဘူးလားပြုတယ်ဒီတင်မကသေးဘူးငယ်ရွယ်စဉ်ကာလကလေးကတိုင်းတရားဘာဝနာတွေလေ့လာလိုက်စားမယ်တရားကျင့်ပုံကျင့်ဤနည်းစနစ်တွေကိုလေ့လာလိုက်စားမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးမများဘူးလားငယ်ငယ်ကလေးအတိုင်းတရားအားထုတ်တဲ့နည်းစနစ်တွေသိပြီးတော့ငယ်ငယ်ကလေးအတိုင်းအားထုတ်လာမယ်ဆိုလို့ရှိရင်အသက်ကြီးတဲ့အခါမှာတရားအားထုတ်ထူးတဲ့အကျိုးကျေးဇူးတွေရှိတဲ့အတွက်ကြောင့်အသက်ကြီးတဲ့အချိန်မှာအဲ့ရဲ့အရှိန်ဓာတ်တွေကြောင့်တရားဓာတ်ခံနေရှိခဲ့တဲ့အာတေဝနာအမြဲတမ်းလေ့ကျင့်ထားတဲ့အချိန်ကြီးကြောင့်တကယ်အသက်ကြီးတဲ့အချိန်မှာတရားအားထုတ်လို့ရှိရင်တရားတရားနဲ့ဒီရပြီးဒုက္ခတွေမှလွတ်မြောက်တဲ့နိဗ္ဗာန်ကိုမရရှိနိုင်ဘူးလားရရှိနိုင်တယ်တဲ့အဲ့ဒါကြောင့်မို့ဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ခန္ဓာရုပ်နဲ့အစဉ်အဖြစ်တွေကိုကိလေသာတွေဈာမဟုတ်အောင်ကုသိုလ်စိတ်တွေတည်းဆက်ဖြစ်အောင်ဝိပဿနာစိတ်တွေတည်းဆက်ဖြစ်အောင်တီးပြီးနေမယ်ဆိုလို့ရှိရင်ကာမဂုဏ်အာယုန်ဒီမှာတတိနဲ့နေတဲ့အတွက်ကြောင့်တက်တက်နဲ့တက်တဲ့အတွက်ကြောင့်လို့သိစရာအလုံးကိုပိုင်းခြားပြီးပြီးပြီးဆိုလို့ရှိရင်ဒုက္ခခတ်သိမ်းပြီးနဲ့နိဗ္ဗာန်ကိုမရောက်ရှိနိုင်ဘူးလားရရှိနိုင်တယ်ဒါကြောင့်မို့ငယ်ငယ်ကလေးအတိုင်းတရားဝန္တာတွေဝိပဿနာတရားတွေလေ့လာအားထုတ်မယ်ဆိုလို့ရှိရင်မိမိရဲ့ယုတ်ခန္ဓာအစဉ်တွေကိုစိတ်ဓာတ်ဝိပဿနာအသိစိတ်ကြီးအမြဲတမ်းသိနေအောင်အမြဲတမ်းသိရှိနေအောင်မိမိရဲ့စိတ်ထဲမှာလောဘစိတ်ဖြစ်ဒေါသစိတ်ဖြစ်အကုသိုလ်စိတ်တွေဖြစ်နေတာမှာအတွင်းနဲ့တတိတရားနဲ့ရက်လိုက်လို့ရှိရင်ကုသိုလ်ရမှာတော့လားကိုယ့်ရဲ့စိတ်ထဲမှာတောင်မှအကုသိုလ်ဖြစ်နေတယ်ငါအကုသိုလ်ဖြစ်နေတယ်လို့အတွေးရအောင်တတိနဲ့ရက်လိုက်မယ်ဆိုလို့ရှိရင်တတိနဲ့သိပြီးတော့နေမယ်ဆိုလို့ရှိရင်အတွေးရက်သွားတဲ့အခါကုသိုလ်တွေဖြစ်ဘူးလားဖြစ်တယ်ကုသိုလ်တရားအားထုတ်တဲ့ဝိပဿနာသမထဝိပဿနာကုသိုလ်တရားအလုံးတွေဆိုတာကငွေချင်းကုန်ငွေချင်းမကုန်ပဲနဲ့ဟာအခုတဲ့အလူဒါနလုပ်တယ်ဆိုတာကမှငွေချင်းကုန်မှဟာလားစင်းရဲပင်ပန်းပြီးကြိုးစားထားပြီးရှာဖွေထားပြီးအလူဒါနလုပ်မှဖြစ်တာတရားအားထုတ်တာကြတော့နေရာမင်းအချိန်ချင်းငွေချင်းတွေကုန်မှမလားမကုန်ဘဲနဲ့ကုသိုလ်ရတဲ့အလုပ်ကိုလုပ်ကြတာဟုတ်လားဒါကြောင့်မို့ယောတပံတဘာတောညတဝါတပတိတုနာရဇတိသဝေတဗပရိညာတောတဘာဒုက္ခမုပိစကယောဘကလအခြင်းအတုအတောဝိပဿနာဤသောပုဂ္ဂိုလ်သည်တဗံအလုံးစုံသောတဘာသောအလုံးစုံသောအပြားဖြင့်ညတဝါတိ၍တဗ္ဗတေတုအလုံးစုံသောကာမဂုဏ်တရားအလုံးတို့၌နာရဇတိမတတ်မတတ်မောသောပုဂ္ဂလတို့အာရုံသောဝိပဿနာရှိသောပုဂ္ဂိုလ်သည်သဗ္ဗပရိညာသောအလုံးစုံကိုပိုင်းခြား၍သိခြင်းကြောင့်ဝေစင်သဗ္ဗလုံးစုံသောဒုက္ခဆင်းရဲပေါင်းကိုဥပိ္ပဇကလွမြောက်နိုင်တယ်လို့ဤတိသောဘဂဝါဗုဒ္ဓအတိတော်ဘုဒ္ဓမြတ်စွာဘုရားရှင်သည်အဝါစာကရုဏာရှိတော်ဝတ္တတော်မူခဲ့ပါ၏တည်းနောက်ခါတာတစ်ခုကကြတော့ဆရာသမားတွေကပညာတတ်ခြင်းဖြစ်အောင်လုပ်ပါတဲ့ဟလားစာတတ်တဲ့ပညာတတ်ခြင်းဖြစ်အောင်လုပ်ပါပညာရှိပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပါဆိုတဲ့ခါတာလေးတစ်ခုနဲ့လည်းဆုံးပါတယ်ဒေဝေနာဗုဒ္ဓိဘုဒ္ဓိဘုသူတိဘဂောသာပရိပုဇ္ဇသောတိယဒုနိယတက္ကဇာတုဘာတိတာနိဧဝောကရောပညာဟောတိမစ္ဆောယောမစ္ဆောအတ္တဝါတိနိဗ္ဗုတိနုညံတဝေသောအတိဉ္ဇလည်းရှိသောဘုသူတိများသောအကြမြင်လည်းရှိသောဟောတိပညာတိသောသူတို့ကိုဒေဝေရာဝိဝေစီကယ၏ဘောဂောသာသူတို့ရဲ့ဓမ္မအတိပညာအတ္တပညာတွေကိုသိယူလည်းသိယူရ၏
ပရိပုံစံသောမတိတာရှိခြင်းလဲသူတို့ရဲ့ဓမ္မအမှန်တလဲလဲမြင်မြန်ရ၏ဒုဘာတိတာနိကောင်းသောဟောဆိုအပ်သောတရားတို့ကိုတကိဇံယူတိတိလိလိဇာသာဂယုတဇာဤသူနိယနာယူရဤမတရဤဧဝံကရောဤတို့ပြုခြင်းသောမိယောသောမြတ်စွာဘုရားတတ္တဝါသည်ပညာဝါပညာရှိသည်ဟောသည်ဖြစ်၏လောကလူသားအလုံးတို့ဟာပညာတတ်ကြီးဖြစ်ဖြစ်ကြတယ်ပညာရှိကြီးဖြစ်ဖြစ်ကြဘူးလားအဲ့လိုပဲဆရာသမားတွေမိဘတွေအားလုံးကလည်းကိုယ့်ရဲ့သားသမီးတပည့်တွေကိုပညာတတ်ကြီးမဖြစ်စီကြဘူးလားဖြစ်စီခြင်းနဲ့ဒီပညာတွေတက်မှအသိပညာတွေရှိမှလောကလူသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်မှာဟုတ်တယ်မဟုတ်လားဆောင်ရွက်နိုင်မှာဒါကြောင့်မို့ဦးဇင်းတို့ဆရာသမားတွေကအမြဲတမ်းဟောရတာအပြီးသိရှိတယ်ပညာတတ်ကြီးဖြစ်အောင်လုပ်ပါအသိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပါတဲ့ဒါဆိုရင်ပညာတတ်ကြီးဖြစ်အောင်အသိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဘယ်လိုပုဂ္ဂိုလ်တွေကိုပြီးဝဲစည်းကြရမလဲဆိုလို့ရှိရင်မိဘနေနုညံသိမ်မွေတဲ့ကိုမူရစိတ်မူရနုညံသိမ်မွေအနေထိုင်ကောင်းတဲ့ဘုသူတေအကြမ်းဘုသူတာရှိတဲ့ပုဂ္ဂိုလ်တွေအထံမှာအသိပညာကြီးတဲ့ပုဂ္ဂိုလ်တွေအထံမှာသွားပြီးသူတို့ဟောတဲ့တရားတွေကိုယူယူသေးသေးလေးလေးလားစားသူတို့ဟောပြတဲ့တရားတွေကိုလေးလေးစားစားနာယူမှတ်သားပြီးလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်အဲ့ပုဂ္ဂိုလ်ဟာပညာတတ်ပညာရှိပုဂ္ဂိုလ်ကြီးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါကြောင့်ဘုရားတို့တရားနာပရိသတ်တွေအားလုံးပညာတတ်